ဖယားကိုကွယ်ပြီးကိုတော့ဂျေဇုတင်တယ်ကိုတော့တင်ဘာမှမပြောနဲ့မနှက်ထတာနဲ့ဂျေဇုပဲတင်ဒီနေ့အသက်ရှင်ခွင့်ရတာကိုတော့ရဲ့ဂျေဇုတော်ကြောင့်ဒီနေ့အသက်ရှင်ခွင့်ရတာမဟုတ်ကိုတော့သိခွင့်ရနေတာကဂျေဇုတော်ဖြစ်တယ်ကြောက်ကရှိတယ်ကြောက်ကယောဂမဖြစ်လို့ဂျေဇုတင်တယ်အသေးရှိတယ်အသေးယောဂမဖြစ်လို့ဂျေဇုတင်တယ်အစာအိမ်ရှိတယ်အစာအိမ်ယောဂမဖြစ်လို့ဂျေဇုတင်တယ်အစာအိမ်ရှိပါအစာအိမ်ယောဂဖြစ်တဲ့သူတွေအသေးဖြစ်နေသူအများကြီးမျက်လုံးရှိတော်ညာလေမျက်စိမမြင်တဲ့သူတွေအများကြီးရှိတယ်ဒီနေ့မျက်စိမြင်ရလို့ဂျေဇုတင်တယ်နားချလို့ဂျေဇုတင်တယ်တင်ဂျေဇုတော်အပေါင်းကိုမမေ့မလျော့ပဲနဲ့ချီးမွမ်းတတ်တဲ့လူတင်နှလုံးအတွက်တင်နေ့တိုင်းချီးမွမ်းတဲ့နှလုံးယောဂမဖြစ်ဘူးကျွန်တော်အာမခံရတယ်နှလုံးယောဂဖြစ်မှာဖရားသခင်ကိုကုဖို့မဆူတောင်းနဲ့နေ့ရက်စင်တိုင်းမှာအလကားရနေတို့ဂျေဇုမတင်တတ်ဘူးညီကိုမောင်မောင်ဒီနေ့ဆောက်တော့ပြန်လဲတိုးဝင်ပြီးတော့ချီးမွမ်းကြည့်စမ်းတင်ဘာမှမလုပ်နဲ့တင်ထိုင်ပဲချီးမွမ်းဖရားကောင်းမြတ်ခြင်းတွေရေတွက်ချီးမွမ်းကြည့်တင်အနောက်ကိုကောင်းကြီးအကြည့်ကြောင်ပြန်လိုက်လာတယ်ဂျေဇုတင်တဲ့သားသမီးတွေအတွက်မွေးကလေးကနေချီးမွမ်းဘီလီဂရဟမ်ရဲ့မိခင်ကဘိုက်ထဲမှာရှိစင်မှာပဲလေသူ့ရဲ့သားကိုကောင်းကြီးပေးတော့သူ့သားကဘာကျော်ဆရာကြီးဖြစ်တာမဆမ်းဘူးဗျာနေ့ရက်စင်ထဲမှာတင်းရဲ့နှလုံးကိုတင်ကောင်းကြီးပေးစားနှလုံးရောဂါမဖြစ်စေရဘူးတင်းရဲ့အသက်ကိုကောင်းကြီးပေးစားတင်းရဲ့စုပ်ကိုကောင်းကြီးပေးရတင်းရဲ့သွေးကြောတွေကောင်းကြီးပေးစားတင်းရဲ့ cell တွေကိုကောင်းကြီးပေးစားအဲ့ဒီ cell တွေကကင်ဆာမဝင်လာစေရဘူးအဲ့အတွက်ကျွန်တော်ချိန်မရှိဘူးဘာတွေနဲ့ချိန်ကုန်နေလဲတခိုးကခိုးမယ်တတ်မယ်ဖြက်စီးမယ်တဲ့ဘာခိုးတယ်ထင်လို့လဲတင်းအချိန်နေခိုးနေတာမနှက်ထတာနဲ့တင်းရဲ့ပထမဆုံးအချိန်ဖျားကိုမပေးဘူးဆိုတင်းအခိုးခံလိုက်ရပြီဘယ်နေရခိုးခံနေရလဲဖះအချိန်မပေးလို့ကျွန်တော်ဘာမှမဖြစ်ပါဘူးဘာမှတော့မဖြစ်ပါဘူးညီကိုမောင်မတော်ဒါပေမဲ့ဘာလဲသိလားညီကိုမောင်မအဲ့ဒီနေ့အတွက်ဖះသခင်တင်းကိုပြင်ဆင်ထားတဲ့ကောင်းကြီးဘာမှမသိပဲနဲ့ကြော်သွားတယ်တိသူကတော့ဖော်စားတဲ့ခင်မှာမတိသူကကြော်သွားပြီအဲ့ဘွားတော့ဖြစ်မခံနဲ့ဖះနဲ့အချိန်ယူတဲ့ခါမှာဖះဘာပြောလဲငါသားဒီနေရာသွားလိုက်ဒါလှုပ်လိုက်ဒီစီးပွားရေးလှုပ်လိုက်ဟိုလှုပ်လိုက်ဒီဥစ္စာလှုပ်လိုက်ဖះပဲအကုန်လှုပ်တာအခုကျွန်တော်လုပ်ငန်းနေအများကြီးပဲကျွန်တော်ကင်တွေ့တာမဟုတ်ဘူးယုံကြည်သူတွေနဲ့အားလုံးလွတ်ထားပြီးသားဘာပဲလုပ်နေသလားမနှက်ထနဲ့ Bless the Lord oh my soul oh my soul worship his holy name ဒီနေ့ဒီတရားဟောချက်ကိုကြားပြီမနှက်ထတာနဲ့သင်ရဲ့ပထမဆုံးအချိန်ကိုဖះကိုမပေးမိဘူးဆိုရင်သင်အဲ့တနေ့တာလုံးသင်ခိုးခံလိုက်ရပြီကျမ်းစာမှာဖတ်လို့ဖျားခင်တင်းကိုဓာတ်မခတ်ပါဘူးစုမတောင်းလို့တင်းကိုဖျားဓာတ်မခတ်ပါဘူးဒါပေမဲ့အဲ့ဒီနေ့ဖျားနဲ့အချိန်မယူလိုက်ခြင်းကြောင့်တင်းကိုဖျားပြောနေတဲ့ဒါလှုပ်လိုက်ဒီလူနဲ့အလုပ်လုပ်လိုက်ဒီခီးကိုသွား